ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကအခုကနေ့ရက်တွေဆိုတော့တနင်္ဂနွေကိုကြတော့one อาทิตย์เนาะ one อาทิตย์တနင်္ဂနွေနေ့เนาะ one อาทิตย์တနင်္ဂနွေတနင်္လာကြတော့ one จันทร์ one จันทร์เนาะ one จันทร์တနင်္လာ one จันทร์အင်္ဂါကြတော့ one อังคาร one อังคาร one อังคารဗုဒ္ဓဟူးကြတော့ one พุธเนาะ one พุธ one พุธဆိုတာဗုဒ္ဓဟူးနေ့ one พุธเนาะကြာသပတေးကြတော့ one พฤหัส one พฤหัสသဘောဒီဆိုပြီးတော့နောက်မှာထည့်ပြလို့ရတယ်သဘောဒီပေါ့နော်ဒါကြတော့စာရေးတဲ့ခါမှာပါမထည့်ရင်လည်းဘာမှတော့မဖြစ်ဘူးပေါ့နော် one พฤหัส one พฤหัสဆိုတာကြာသပတေးพฤหัสနော် one พฤหัสဆိုပြီးတော့ကြာသပတေးတောက်ကြကြတော့ one ศุกร์ကတ်တက်လေးနဲ့ပေါ့နော်အဆုံးမှာ one ศุกร์ one ศุกร์နော် one ศุกร์တောက်ကြနေ့နော် one เสาร์ one เสาร์ one เสาร์ဆိုတာကြတော့စနေနော် one เสาร์စနေနေ့နော်9ရက်ပေါ့နော်အဲ့တော့တနင်္လာဆိုရင် one จันทร์အင်္ဂါတနင်္ဂနွေဆို one อาทิตย์တနင်္လာဆိုရင် one จันทร์ one จันทร์အင်္ဂါဆိုရင် one อังคารเนาะอังคาร one อังคารဗုဒ္ဓဟူးကြတော့ one พุธ one พุธကြာသပတေးကြတော့ one พฤหัส one พฤหัสနော်တောက်ကြဆိုရင် one ศุกร์နော် one ศุกร์ကတ်တက်လေးနဲ့ပေါ့နော် one ศุกร์ဆိုတာတောက်ကြ one ศุกร์စနေကြတော့ one เสาร์ one เสาร์စနေနော် one เสาร์ရမလားမသိဒီ9ရက်နေ့ကိုပြောလို့အလွတ်ပြောလို့ရတယ်လို့ရှိလား9ရက်နေ့ဟုတ်ရှိပါတယ်ဟုတ်ကဲ့မဝင်းဝင်းမျက်လုံးလေးပိတ်ပြီးတော့ပြောကြည့်ပါဦးတနင်္ဂနွေကနေဟုတ်တနင်္ဂနွေတိတနင်္လာวันจันทร์အင်္ဂါวันอังคารวันอังคารวันพุธကြာသပတေးพฤหัสတောက်ကြวันศุกร์စနေวันเสาร์စနေวันเสาร์โอเคတော်ကျန်တဲ့သူတွေရောရမလားဒါမှမဟုတ်ကြည့်ပြီးတော့ဆိုကြည့်တဲ့လူရှိလားဟုတ်ကြည့်ပြီးတော့ဆိုကြည့်တဲ့လူရှိလားမသိနော်ဒါမှမဟုတ်အလွတ်ဆိုကြည့်မယ်မကြည့်လည်းရပါတယ်စမ်းကြည့်မယ်အလွတ်လေးဆိုလည်းရပါတယ်ဒါမှမဟုတ်ကြည့်ပြီးတော့ဆိုကြည့်တယ်လည်းရနော်တန်လေးဒါမှ Jasmine ဖြိုးစမ်းကြည့်ပါလားဟုတ်ဆိုကြည့်ပါမယ်ဟုတ်ကဲ့ပါတနင်္ဂနွေ one อาทิตย์ဟုတ်ပြီတနင်္လာ one จันทร์ one จันทร์အင်္ဂါကြတော့ one อังคารဟုတ်ပြီဗုဒ္ဓဟူးကြတော့ one พุธဟုတ်ပြီကြာသပတေး
One Prahat. วันพฤหัสဟုတ်ပြီတောက်ကြကြတော့ One Sok. วันศุกร์โอเคสนีကြတော့ One Sao. วันเสาร์โอเคขอบคุณครับကျေးဇူးတင်တယ်ဆရာမอีไลน์ဟောစင်ပြေလားဆိုအလွတ်လည်းရတယ်နော် Yeah, I love me. Yeah. အလွတ်မဆိုခိုင်းဆိုစိတ်ဆိုးမှဆိုလို့အလွတ်ဆိုခြင်းလည်းရတယ်နော်စိတ်မဆိုးနော်ဒါကြည့်ဆိုရတယ် The name can be what art. ဟုတ်ကဲ့တနေ့ The အားကြ name တော့ la one jam. ဟုတ်ပြီအင်္ဂါဆက်တော့ The where and cam. วันอังคารဟုတ်ပြီ One more cam. ဗုဒ္ဓဟူးကြတော့ One put. วันพุธဟုတ်ပြီကြာတာပတိကြတော့ One Prahat. ဟုတ်ကဲ့တောက်ကြကြတော့ One So. วันศุกร์နေကြတော့ One Sao. วันเสาร์โอเคကျေးဇူးတင်တယ်အတန်ဆိုတော့ပြီးတယ်ယောက်ျားလေးတဲ့တယောက်လောက်ပါလားယောက်ျားလေး ဟုတ်ဆရာကျွန်တော်ပြောဆရာ ဟုတ်ကဲ့ပါဟုတ်တနင်္ဂနွေကြတော့ဟုတ် ဟုတ်ဆရာအလုပ်ပြောမှာလားဆရာ အလွတ်ရလားအလွတ်ရရင်စမ်းကြည့်မရတယ်ဟုတ် ဟုတ်ကြည့်မယ်လေဆရာ ဟုတ်တနင်္ဂနွေ ဆရာဒီလိုအစင်လိုက်မမေးပဲနဲ့လေအေးတခြားဆရာပြောစီတယ်နေ့ပြောကြည့်လိုက်ကျွန်တော်အဲ့လိုမျိုး ဟုတ်ပြီ အစင်လိုက်ကြတော့ကျွန်တော်ဟိုကမမတ်မိမယ်ဆိုလို့လေ ဟုတ်ပြီဒါဆိုတော့ပိတ်လိုက်အောင်မယ်โอเคဒါဆိုရင်အင်္ဂါနေ့ကို one in can ဆရာ วันอังคารဟုတ်ပြီ one in can ဟုတ်ပြီဟိုစနေရောစနေ one song ဆရာ วันเสาร์တနင်္ဂနွေ one artist ဆရာ วันอาทิตย์ဟုတ်ပြီဗုဒ္ဓဟူးကြတော့ one put ဆရာ วันพุธဟုတ်ပြီကြာတာပတိ one pull hat วันพฤหัสတနင်္လာကြတော့ one jan ဆရာ วันจันทร์โอเคขอบคุณครับโอเค ขอบคุณครับ ครับผมဒါကြတော့ကျွန်တော်နေ့စဉ်မှာပေါ့နော်ကျွန်တော်ပြောလို့ရတယ်ဒီအလုပ်ဘယ်နေ့တွားမယ်ဘယ်နေ့ကိုကျွန်တော်ဘယ်တွားမယ်ဒါမှမဟုတ်လဲအလုပ်ဘယ်နေ့ရက်နေ့မှာဆင်းရမလဲဒါမျိုးလေးတွေပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုကကြတော့ဒီနေ့ကြတော့ကျွန်တော်လူတိုင်းတည်ထားတယ် one နီးဆိုတာဒီနေ့ one နီးဒီနေ့နော်မနေ့ပြန်ကြတော့ พรุ่งนี้လို့လည်းပြောလို့ရတယ်พรุ่งนี้နော်พรุ่งนี้ဆိုတာမနေ့ပြန်နော်พรุ่งนี้မနေ့ကကြတော့เมื่อวานนี้တနည်းအားဖြင့်เมื่อวานนี้เมื่อวานလို့လည်းပြောလို့ရတယ်ဒီမှာကြတော့ဒီမှုအန်ဆိုတာကြတော့ဗမာလိုကြတော့နော်တစ်ဆက်သေးပေါ့เมื่อวานခိုင်းမှာဆိုနှလုံးပဲပြเมื่อဆိုရင်တစ်လုံး one ကတစ်လုံးဆိုတော့เมื่อวานနော်မနေ့ရပေါ့နော်เมื่อวานဆိုရင်မနေ့ရတနည်းအားဖြင့်ဒါကြတော့တမြန်နေ့ကဆိုတာတနေ့ရပေါ့နော်မနေ့ရရဲ့တနေ့ရလို့ပြောရမှာပေါ့နော်เมื่อวานก่อนဆိုတဲ့ဟာก่อนကြတော့သူကမတိုင်ခင်ဆိုတော့မနေ့ရမတိုင်ခင်ပေါ့ก่อนဆိုတဲ့အဓိပ္ပာယ်ကမတိုင်ခင်ပေါ့နော် before ဆိုတော့เมื่อวานก่อนဆိုရင်မနေ့ရရဲ့တနေ့ရပေါ့နော်เมื่อวานก่อนဟုတ်တယ်မรืนကြတော့ဒါတပတ်ခါပေါ့နော်မรืนဆိုတာကြတော့တပတ်ခါရက်တပတ်ဆိုရင်สัปดาห์လို့လည်းပြောတယ်နော်สัปดาห์တနည်းအားဖြင့်อาทิตย์လို့လည်းပြောတယ်နှစ်ခုသုံးလို့ရတယ်สัปดาห์သို့မဟုတ်อาทิตย์ဒီတပတ်ဆိုရင်สัปดาห์ဒီနီးဆိုတဲ့ဟာယူလိုက်လို့ရတယ်สัปดาห์နီးဆိုရင်ဒီတပတ်သို့မဟုတ်อาทิตย์နီးထည့်လို့ရတယ်อาทิตย์နီးဆိုလဲอาทิตย์นี้ဆိုလဲဒီတပတ်ပဲပေါ့နော်
ဆိုတော့ สัปดาห์นี้ဒီတစ်ပတ်อาทิตย์นี้ပြောလို့ရတယ်နော်ရက်တစ်ပတ်ပေါ့နော်อาทิตย์นี้สัปดาห์นี้ပေါ့နော်ဘယ်လိုမျိုးပြောလို့ရတယ်နားမလည်တဲ့ဟာလေးတွေလည်းဖြတ်မေးလို့ရတယ်နော်အတန်ထွက်လေးတွေပေါ့နော်နည်းနည်းလကိုကြတော့လဆိုတာတစ်လနှစ်လသုံးလအဲ့လိုမျိုးပြောချင်တာဟိုမိုးပေါ်ကောင်းကင်ရဲ့လကိုပြောတာမဟုတ်ဘူးနော်เดือนနော်လကိုကြတော့เดือนလတဘောကကျွန်တော်ကဏ္ဍတွေတင်ပြီးပြီဆိုတော့1เดือนဆိုရင်တစ်လ2เดือนနော်2เดือนဆိုရင်နှစ်လနော်เดือนကတော့လနော်1เดือน2เดือนနှစ်လ3เดือน3လအမျိုးလေးတွေပြောလို့ရတယ်နီးဆိုတဲ့ဟာကျတော့ဒီပေါ့နော်ဆိုတော့เดือนนี้ဆိုရင်ဘယ်လိုဖြစ်သွားမလဲဒီလနော်เดือนนี้နော်ဒီလပေါ့နော်เดือนนี้နောက်တစ်ခုကနှစ်ဆိုရင်နှစ်ဆိုတနှစ်နှစ်ပေါ့နော်ปีနော်ปีဆိုရင်ปีဆိုတာနှစ်ပေါ့နော်1ปี2ปี3ปี4ปีတနှစ်နှစ်နှစ်3နှစ်4နှစ်နော်ဒါမျိုးလေးပြောတာปีนี้ခုနပြောတဲ့ปีนี้ဆိုရင်တော့ဒီနှစ်နော်ปีนี้မလာပြီဒါလည်းဒီမှာတစ်ခါလည်းပါပြီးသားပေါ့နော်เดือนนี้ဆိုရင်ဒီလเดือนนี้ဒီလနော်เดือนนี้ဒီလปีนี้ဒီနှစ်ปีนี้ဒီနှစ်ပေါ့နော်ဒီတစ်ပတ်ဆိုရင်สัปดาห์นี้သို့မဟုတ်อาทิตย์นี้နော်ဒါလေးပြောလို့ရတယ်เดือนนี้สัปดาห์นี้อาทิตย์นี้โอเคဒါကြကကျွန်တော်တို့နေ့ရက်ဒီမှာအကြမ်းမြင်သုံးတဲ့ဟာလေးတွေပေါ့နော်တော့ဒီနေ့ဘယ်နှစ်ရက်နေ့လဲကျွန်တော်စမေးတော့မယ်ဆိုရင်ဘယ်လိုပြောလဲတိတဲ့လူတယောက်တော့ပြောကြည့်ပါဦးဒီနေ့ဘာနေ့လဲวันนี้วันอะไรคะဟုတ်ပြီဆိုတော့วันนี้ဆိုတာကวันนี้oneဆိုတာရက်ပေါ့နော် one အလိုက်ကကျွန်တော်တို့ကပါလဲပေါ့နော်วันนี้ one အလိုက် cup ယောက်ျားလေးဆို cup ပါဇက်ပိတ်မယ်မိန်းကလေးဆိုရင်ခါ sorry ခါวันนี้ one အလိုက်ခါနော်ကြာပြီวันนี้ one အလိုက်ခါဆိုရင်ဒီနေ့ဘာနေ့လဲနော်วันนี้ one အလိုက်ခါวันนี้ one အလိုက် cup ဒီနေ့ဘာနေ့လဲဆိုကျွန်တော်တို့ဒီနေ့ရက်တွေဖြေလို့ရတယ်ဆိုကြပါဦးဒီနေ့ကวันนี้ one พฤหัสနော်วันนี้ one พฤหัสဆိုရင်ဒီနေ့ကကြာတာပတိနေ့ဖြစ်ပါတယ်ပေါ့နော်ဆိုတော့မနေ့ဖြန်လည်းမေးလို့ရတယ်พรุ่งนี้နော်မနေ့ဖြန် one อะไรพรุ่งนี้ one อะไรครับဆိုရင်လည်းမနေ့ဖြန်ဘာနေ့လဲဒါမျိုးလေးပေါ့နော်พรุ่งนี้ one อะไรครับနော်พรุ่งนี้ one อะไรครับวันนี้ one อะไรครับမေးလို့ရတယ်တော့ဒါနေ့ကိုမေးတာပေါ့နော်နောက်တစ်ခုကျတော့ကျွန်တော်ကိန်းကနန်းတွေတိပြီးပြီဆိုတော့နေ့ဇွဲကိုမေးနေ့ဇွဲဆိုတာဒီလို1ရက်လား2ရက်လား3ရက်လားအဲ့ဒါကိုမေးမယ်ဆိုရင်ဒီနေ့ဆိုวันนี้
ဟုတ်တယ်วันนี้วันที่မေးမယ်ဆိုရင်วันนี้วันที่เท่าไหร่เนาะวันนี้วันที่เท่าไหร่ครับเนาะခဏကျွန်တော်လေ့ကျင့်ခန်းလုပ်မယ်เนาะဒါတယောက်ချင်းကိုကျွန်တော်လိုက်မေးကြည့်မယ်วันนี้วันอะไรครับဆိုရင်ဒီနေ့ဘာနေ့လဲအခုကခုနပြောလို့วันนี้วันที่เท่าไหร่ဆိုတာနေ့ဇွဲကိုမေးတာဗောနော်တရက်နေ့လားနေ့ရက်နေ့လားဗောနော်ဆိုတော့ one တန်ပြေမယ်ဆိုရင်วันนี้အပြည့်အစုံဆိုရင်တော့ဗောနော်วันนี้วันที่ဟာပါဒီနေ့9ရက်နေ့လားวันที่5เนาะအတန်ထွက်က5ဆိုတော့9ပေါ့နော်ဟိုကအပြည့်စုံဆိုတာတဘောကဒီလိုပေါ့วันนี้วันที่5วันนี้วันที่5ครับသို့မဟုတ်วันนี้วันที่5ค่ะမိန်းကလေးဆိုค่ะယောက်ျားလေးဆိုครับပါစပ်ပိတ်ပေးတယ်วันนี้ဒီပိုင်းပြန်မထည့်တော့ဆိုတော့ဘာမှဖြစ်ဘူးวันที่5ครับเนาะဖြေလို့ရတယ်วันที่5เนาะအဲ့နှစ်ခုကိုကျွန်တော်တို့ကလည်းအရင်မားလို့ပေါ့วันอะไรဆိုရင်ဘာနေ့လဲวันที่เท่าไหร่ဆိုကြတဲ့ကျွန်တော်တို့ကကိန်းကနန်းကိုเท่าไหร่ကဘယ်လောက်လဲဟုတ်တယ်မလားဆိုတော့မှတ်ရတာတော့လွယ်ပါတယ်วันที่เท่าไหร่ကကိန်းကနန်းကိုမေးတာวันอะไรကဘာလဲဆိုတော့ဘာနေ့လဲနဲ့วันที่เท่าไหร่ကဘယ်နှစ်ရက်နေ့လဲဒါမှမဟုတ်နှစ်ခုခွဲရမှာပေါ့နော်ကျွန်တော်မှတ်တဲ့ခါမှာဆိုတော့วันนี้วันที่เท่าไหร่ဆိုရင်วันนี้วันที่5เนาะ5ဆိုတော့5နောက်တစ်ခုကျတော့วันอะไรဆိုရင်ကျွန်တော်ဒီနေ့တည်းကတိခုခုကိုဖြေလို့ရတယ်วันนี้วันที่วันนี้วันพฤหัสนะวันศุกร์วันเสาร์วันอาทิตย์วันจันทร์เนาะဒါမျိုးလေးတွေကျွန်တော်တို့ဖြေလို့ရတယ်ဟုတ်ပြီဒါကနေ့စဉ်မှာကျွန်တော်မေးတာပါเนาะမနေ့ကဘယ်နှစ်နိုင်ထိုးပြီလဲကိုဘယ်လိုပြောလဲဟိုဆိုတော့ဆရာမနင်းလိုက်ရေဘယ်နှစ်နိုင်ထိုးပြီလဲဆိုဘယ်လိုပြောလဲမနေ့ကတင်တဲ့ထဲကဆရာမနေ့ကမတက်လိုက်တော့ ဟုတ် Jasmine ပြောဆရာမ Jasmine ပြောဘယ်နှစ်နိုင်ရှိပြီလဲဆိုရင်วันนี้ဘယ်နှစ်နိုင်လဲวันนี้นาฬิกาနိုင်မေးရင်นาฬิกาที่เขาทำไมตอนนี้ แต่ชอบมันเหนียว ဗျာ ตอนนี้เนี่ยมีอะไรตอนนี้အချိန်မေးတာလေအချိန်နိုင်ယူမေးတယ်ဆိုရင်ဟုတ်တယ်ဆိုတော့วันนี้ ဟုတ်တယ်วันนี้ตอนค่ะဘယ်နှစ်နိုင်ထိုးပြီလဲวันนี้เวลากี่ไม้แล้วဟုတ်ပြီวันนี้ဆိုတာวันนี้တော့မထည့်တော့วันนี้အခုပေါ့နော်ตอนนี้ဆိုတဲ့အခုကျွန်တော်အခုနိုင်အခုဘယ်နှစ်နိုင်ထိုးပြီဆိုသိချင်တဲ့ကြောင့်ဟုတ်တယ်ตอนนี้เวลากี่โมงแล้วโอเคเวลาထည့်ရင်လည်းရလို့မထည့်ရင်လည်းเนาะဘာမှမဖြစ်မနေ့ကပြောလို့ตอนนี้เวลากี่โมงแล้วဟုတ်တယ်กี่โมงแล้วครับกี่โมงแล้วครับโอเคဟုတ်ကဲ့ပါအခုအချိန်က8နာရီနဲ့6မိနစ်ဆိုတော့ကျမနော်လေးဖြည့်ပေးပါအောင်ကျွန်တော်8နာရီ5မိနစ်ตอนนี้3 นาทีโอเคตอนนี้ဟုတ်ပြီ3 นาทีဟုတ်ပြီตอนนี้8နာရီည8นาရီနဲ့5 မိနစ်ည8นาရီ5မိနစ်ဆိုရင်ဟုတ်တယ်2เนาะตอนนี้2ทุ่ม6မိနစ်6นาที6นาทีเนาะဟုတ်တယ်
ตอนนี้2 ทุ่ม 6 นาทีขอบคุณครับโอเคဒါကြတော့3 ခုပေါ့နော်တစ်ခုကခုနပြောလို့မေးတဲ့ပုံကဘယ်နှနိုင်ထိုးပြီးလဲမေးလို့ရတယ်အတူကောက်မေးမယ်ဆိုကီမုံแล้วဘယ်နှနိုင်ရှိပြီလဲကီမုံแล้วမေးလို့ရတယ်ဒီရှေ့ကမနေ့ကပြောသလိုပေါ့ဒီตอนนี้တွေဝေလာတွေဖြုတ်ထားပြီးတော့မေးရင်လည်းရတယ်ကီမုံแล้วค่ะနော်ဒီလုံးဝနာယူပဲမေးမှာကီမုံแล้วค่ะဆိုရင်ဘယ်နှနိုင်ရှိပြီလဲနော်အဲ့လိုမျိုးလေးတွေပေါ့နောက်တစ်ခုကဘယ်နှစ်ရက်နေ့လဲဆိုရင်วันนี้วันที่เท่าไหร่ဆိုကြတဲ့ဘယ်လောက်လဲဆိုတော့သူကကိန်းကနန်းလေးကိုတည်ကျင်တဲ့ကြောင့်วันที่1วันที่2วันที่3เนาะအဲ့ဒါလေးမေးတယ်နောက်တစ်ခုကျတော့ဘာနေ့လဲဆိုရင်วันนี้วันอะไรဆိုရင်ကျွန်တော်တို့ကဒါလေးတွေဖြည့်ပြရမှာเนาะวันนี้วันอะไรဆိုရင်วันนี้วันจันทร์วันอังคารวันพุธวันพฤหัสวันศุกร์วันเสาร์ဘာညာတရားလေးတွေကိုဖြည့်ပြရမှာပေါ့เนาะကျွန်တော်တို့ကဟုတ်ပြီဆိုတော့ကျွန်တော်မိတ်ဆက်ချင်းတွေနဲ့နှုတ်ဆက်ကိုနှုတ်ဆက်ချင်းကိုနည်းနည်းတွားကြည့်ရအောင်လေနော်အလွတ်သဘောအနေနဲ့ပေါ့နာမည်ဘယ်လိုခေါ်လဲကိုတယောက်တော့ပြောကြည့်ပေါ့နော်ရတဲ့လူကနာမည်ဘယ်လိုလဲပေါ့တယောက်ကမေးမိဆိုရင်ကိုကပြန်ဖြေတဲ့ပုံစံနဲ့ပြန်လေ့ကျင့်ရအောင်လေဒီနာမည်ပါလဲပေါ့နော်ဟုတ်ရဲ့ ชื่ออะไรครับ คนဆိုတာတင်ခမညာနော်ဟုတ်ပြီคนชื่ออะไรครับคนဆိုတာတင်ခမညာဆိုတော့ဒီဟုတ်ပြီsorry ဟုတ်ပြီဆိုတော့คนชื่ออะไรဆိုရင်တင်းနာမည်ပါလဲเนาะคนဆိုတာတင်ခမညာဆိုတော့คนชื่ออะไรပေါ့နော်ဒါဆိုရင်တယောက်ကမေးတယ်ဆိုရင်ကိုအင်တာဗျူးပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ပေါ့နော်တယောက်คนชื่อဆိုတာနာမည်อะไรဆိုတာဘာလဲคนဆိုတာတင်ခမညာคนชื่ออะไรครับသို့မဟုတ်อะไรคะဆိုရင်တင်းနာမည်ဘာလဲပေါ့နော်အဲ့လိုမေးလာမယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုဖြေမယ်ဆိုရင်ဒီနေရာမှာကျွန်တော်နာမည်ကိုနာမည်คนနေရာမှာဆိုရင်ယောက်ျားလေးဆိုရင်ผมเนาะကျွန်တော်ဟုတ်တယ်เนาะကွက်လက်ครับပေါ့เนาะသို့မဟုတ်ผมชื่อဆိုတာတွားလေးရှိတယ်เนาะชื่อနာမည်ผมชื่อကွက်လက်ပေါ့เนาะကိုနာမည်ထည့်လို့ရတယ်ผมชื่อမောင်ครับเนาะผมชื่อပြောလို့ရတယ်คนชื่ออะไรครับဆိုရင်ผมชื่อမောင်ครับเนาะကျွန်တော်နာမည်မောင်ဖြစ်ပါတယ်ဒါမျိုးလေးပေါ့เนาะผมชื่อမောင်ครับနောက်တစ်ခုကအသက်ဘယ်လောက်လဲဆိုရင်ဒါတော့ပြောကြည့်ပါဦးမတိသေးတဲ့လူလည်းရှိတဲ့ကြောင့်เนาะအသက်ဘယ်လောက်လဲဆိုရင်တင်ခမညာဆိုရင်อายุเท่าไหร่ โอเคဟုတ်ပြီคนอายุဆိုတာအသက်เนาะอายุเท่าไหร่อายุเท่าไหร่ဆိုရင်เท่าไหร่ကဘယ်လောက်လဲဆိုတော့คนတင်อายุเท่าไหร่တင်းအသက်ဘယ်လောက်လဲเนาะคนอายุเท่าไหร่ครับဆိုရင်ဒီမှာဖြေတဲ့အခါမှာကျွန်တော်တို့ကတန်းပြီးတော့ကိုကိန်းကနန်းဖြေလို့ရတယ်เนาะ40 50 30ဒါမှမဟုတ်လဲကျွန်တော်ကအသက်ဒီလောက်ဆိုရင်အဲ့လိုဖြေခြင်းနဲ့ဆိုရင်ผมသို့မဟုတ် ฉันမင်္ဂလိပ်ဆိုလဲ ฉันเนาะฉันอายุ
อายุ35တနည်းအားဖြင့်35နောက်မှာปีဆိုပြီးတော့ထည့်ပေးနေရတယ်เนาะปีဆိုတာနှစ်ပေါ့မထည့်ရင်လည်းဘာမှမဖြစ်ပါဘူးเนาะผมသို့မဟုတ်ฉันอายุ35ปีครับเนาะအင်္ဂလိပ်ဆိုရင်35ปีค่ะပြောလို့ရတယ်ကိန်းကနံပဲတန်းပြောလေရတာပဲเนาะ35ครับ35ပေါ့เนาะဝင်ဝင်อายุเท่าไหร่ครับဝင်อายุเท่าไหร่ครับฉันอายุ40ครับ45ค่ะโอเคเนาะโอเค ครับ 49โอเค ใช่ครับ โอเคเนาะနောက်တစ်ခုကဘယ်မှာနေလဲဆိုရင်ကျွန်တော်တို့ကဘယ်မှာနေလဲဆိုရင် อยู่ที่ไหนครับ ဟုတ်ပြီတနည်းအားဖြင့်တရားရောက်ကိုမေးမယ်ဆိုရင်ကိုကနန်စားလေးထည့်မေးမယ်ဆိုရင်ခွန်းเนาะခွန်းဆိုတာတင်ခမခွန်းอยู่ที่ ไหน ไหนคะသို့မဟုတ်ရောက်မင်္ဂလိပ်ဆိုခါယောက်ျားလေးဆိုครับคุณอยู่ที่ไหนครับคุณอยู่ที่ไหนครับคุณอยู่ที่ไหนคะเนาะဒီประมาณနေလဲပေါ့เนาะအဲ့ဒါကိုဒါလိုက်ပြောရင်လည်းရတယ်เนาะကိုနာမည်ပြောမယ်တဘောผมชื่อမောင်မောင်ครับผมอายุ35ปีครับผมနေတယ်ဆိုရင်ကျွန်တော်နေတဲ့နေရာပေါ့เนาะယောက်ျားလေးဆိုရင်ผมသို့မဟုတ်မိန်းကလေးဆိုရင်ฉันอยู่ที่ကိုနေတဲ့နေရာရေဘူးရမြို့ကိုဖြေမလားရက်ကွက်ကိုဖြေမလားဒါကိုတဘောပေါ့เนาะฉันอยู่ที่เชียงใหม่เนาะเชียงใหม่มาနေတယ်တခုခုနေရာထည့်လို့ရတယ်ผมฉันอยู่ที่เชียงใหม่ค่ะฉันอยู่ที่เนาะကိုနေတဲ့နေရာကိုထည့်လို့ရတယ်ဒါတော့ရေဘူးရအဖြစ်ပေါ့ကိုမြို့ရက်ကွက်နေရာပြောမယ်ဆိုလဲကိုနေအိမ်ရက်ကွက်ပြောရင်လည်းရတယ်လို့ဒါတော့ခြုံပြီးတော့ပေါ့နော်အသက်မေးပြီးပြီနာမည်မေးပြီးပြီဗမာနေလဲမေးပြီးပြီဘာအလုပ်လုပ်တယ်လဲဆိုရင်တရားတော့ဘယ်လိုမေးမလဲคนဘာအလုပ်လုပ်တယ်လဲဆိုရင် ทำงานอะไรครับ ဟုတ်တယ်ทำงานทำก็လုပ်တာงานก็အလုပ်อะไรคุณทำงานอะไรครับค่ะเนาะဆိုတော့คนဆိုတာတင်ခမညာคนทำงานอะไรครับเนาะคนทำงานอะไรครับဆိုရင်တင်ပါလို့လုပ်တယ်လေဒီမှာဆိုရင်နန်စာကိုရဲ့နန်စာချန်ကိုထည့်မယ်ရတယ်ဒါတော့ချန်နဲ့လုပ်ကြည့်အောင်ချန်ทำงานထည့်မယ်ချန်ငါလုပ်တယ်ချန်ทำงานတခုခုပေါ့နော်แม่บ้านတဘောအိမ်ကူအင်္ဂလိပ်အတွက်နော်แม่บ้านနော်အိမ်အကူလုပ်ကိုဆိုရင်ချန်ทำงานแม่บ้านค่ะเนาะအိမ်ကူဆိုတဲ့အလုပ်ကိုလုပ်တယ်ပေါ့နော်ทำงานแม่บ้านနောက်ခုယောက်ျားလေးတွေကဘယ်လိုပြောမလဲဒါပါတော့ပယံก่อสร้างก่อစာလေးနတ်တငတ်တပေါ့နော်ก่อสร้างဆိုတာပယံအလုပ်ပေါ့နော်ပယံပေါ့ผมทำงานก่อสร้างครับก่อสร้างถ้าโยมาဆိုရင်ผมทำงานที่အလုပ်แต่ทำงานที่โรงงานเนาะโรงงานဆိုတာစက်ရုံทำงานที่โรงงานครับဘာလုပ်တယ်လဲဆိုရင်စက်ရုံထဲမှာလုပ်တယ်ပေါ့နော်ဒီလိုဖြေရမှာပေါ့နော်ก่อสร้างကြတော့ပယံทำงานก่อสร้างแม่บ้านเนาะကုမ္ပဏီလုပ်တွေပါကြတော့တရားဝင်ကျွန်တော်တို့ဗမာတွေကနဲတယ်ဒီเนาะဆိုတော့ร้านอาหารผมทำงานร้านอาหารဆိုရင်စားတောက်ဆိုင်ร้านဆိုတာဆိုင်อาหารဆိုတာကြတော့အစားအသောက်တနည်းအားဖြင့်
စားတောက်ဆိုင်မှာလုပ်တယ်ပေါ့နော်ผมทำงานดิฉันทำงานที่ร้านอาหารဆိုတာစားတောက်ဆိုင်နော်အများကြီးရှိသေးပါနော်ကိုအလုပ်ပေါ့နော်ကိုပြောလို့ရတယ်အမေနာမည်ပါလဲဆိုရင်အမေကနော်မဲชื่อနော်ชื่อကိုဘယ်လိုပြောချုပဲရမယ်အခုနေချောင်းရင်တွားလေးစီတာပေါ့နော်မဲชื่ออะไรနော်ကိုအမေနာမည်ဆိုရင်အခုကိုမိတ်ဆက်လွတ်ခါကျရင်ဒါတိုက်ပြောလို့ရအောင်ပေါ့နော်အမေအဖေလေးနဲ့မဲชื่ออะไรครับဒီနေ့အဖြစ်မဲชื่ออะไรဆိုရင်မဲชื่อလို့ပဲပြန်ဖြေလို့ရတယ်ပေါ့နော်မဲชื่อကွက်လက်ပေါ့နော်မဲชื่อဒေါ်ခုပေါ့ဒေါ်ဝေခနော်ဝေပဲထေးပဲတခုပေါ့နော်မဲชื่อထေးခမဲชื่อဝေခครับပြောလို့ရတယ်အဖေလည်းတုံတင်းတကောင်ပဲพ่อชื่อကွက်လက်နော်พ่อชื่อမောင်နှမဘယ်နှယောက်ရှိလဲဆိုဘယ်လိုပြောလဲဘယ်လိုတိတဲ့သူတယောက်လောက်မေးကြည့်ပါလားမောင်နှမဘယ်နှယောက်ရှိလဲဆိုရင်ဘယ်လိုမေးမလဲพี่น้องมีกี่คนไหมคะ ဟာ พี่น้องมีกี่คนไหมคะ ဟာတန်းတဲ့လူတွေရောမေးတတ်လားโอเคနော်ကောင်းတယ်ဟုတ်ဖြေမဲ့လူရှိလားဟောမေးမဲ့လူရှိလားဆိုတော့ခုနတော်ဝင်းပြောတာพี่น้องဟုတ်ပြီဆိုတော့မီရှိတာမီကရှိတာနော်မှတ်ထားရင်ရတယ်နော်ကိုမီကရှိသည်ဘာရှိတာလဲဆိုရင်พี่น้องพี่နဲ့น้องနဲ့နှစ်ခုပေါင်းလိုက်ရင်မောင်နှမมีพี่น้องกี่คนเนาะมีพี่น้องกี่คนครับအဲ့လိုမေးလို့ရတယ်กี่ကအရေးအတွက်တွေကိုမေးတဲ့အခါမှာတိကျတဲ့အရေးအတွက်ကိုသိချင်กี่คนဆိုတာကြတော့ရောက်ဒီနေ့အပြင်မောင်နှမဘယ်နှစ်ယောက်ရှိတယ်လဲเนาะมีพี่น้องกี่คนครับသို့မဟုတ်มีพี่น้องกี่คนคะมีကကရိယာเนาะစာကြောင်းတိဆောက်ပုံတိုင်းဆိုရင်พี่น้องနာกี่คนဆိုတာမေခွန်းဆိုတော့มีverb object ဆိုတော့ဒီဟာကျတော့မေခွန်းဆိုတော့เนาะမေခွန်း question ဖြစ်သွားတာပေါ့เนาะဒီလိုသွားမှာပေါ့เนาะစာကြောင်းတိဆောက်ပုံကခုနပြောလို့ဘာပဲစောက်ဘာပဲလုပ်လို့ပြုတူကရိယာအပြုခံဆိုပြီးတော့အဲ့ကကိုကျွန်တော်ဘယ်ပဲဖောက်ပြောအဲ့အစဉ်တိုင်းဖြစ်နေရမယ်ပေါ့ okay ဒီ subject ကိုထည့်မေးမယ်ကရိယာနာမ်ကိုထည့်မေးမယ်ဆိုရင်တင်းမှာမောင်နှမဘယ်နှယောက်ရှိတယ်လဲဆိုရင်คนဟုတ်တယ်နော်ဒီတိုင်းမေးလိုက်ရုံပဲคนပြုတူတနည်းအားဖြင့်သူ့ကိုမေးတာပေါ့နော်ရှိတဲ့သူကိုคนมีพี่น้องกี่คนเนาะคนมีพี่น้องกี่คนครับคนมีพี่น้องกี่คนเนาะโอเคเนาะคนมีพี่น้องกี่คนရတယ်เนาะဆိုတော့ကျွန်မมีฉันมีจำพีမယ်ဆိုရင်ฉันมีพี่น้อง5คนเนาะ5คน5ယောက်คนကဒီမှာဆိုရင်ရောက်လို့လည်းပြောလို့ရပါเนาะ5คนကိန်းကနန်းကိုကြောက်ကိုကြိုက်တာထည့်လို့ရတယ်ဒီฉันมีကျမသို့မဟုတ်ฉันมีငါရှိတယ်
တော့မဟုတ်ကျွန်တော်ရှိတယ်ผมมีพี่น้อง5 คนครับเนาะ5 คนပြောလို့ရတယ်အဲ့မှာခွဲပြီးတော့သဘောပေါက်တယ်ရပြီเนาะฉันมีพี่น้อง5 คนมีพี่น้อง5 คนဆိုတော့အမ3 ယောက်အမဆိုကိုယ့်ရဲ့အမဆိုရင်အမ3 ယောက်ရှိတယ်ဆိုရင်ฉันมีพี่สาวฉันมีพี่สาว3 คนครับ3 ယောက်ရှိတယ်ฉันมีพี่สาว3 คนဒီမှာကျွန်တော်မှာအမ3 ယောက်ရှိတယ်เนาะအမဆိုရင်พี่สาวเนาะကိုရှိတဲ့အောင်ပြောလို့ရတယ်พี่สาวအမพี่ชายဆိုအကိုเนาะနောက်တစ်ခုကน้องชายဆိုရင်မောင်လေးညီလေးน้องสาวเนาะဒါဟုတ်ရှေ့မှာတင်ခဲ့ပြီเนาะน้องสาวဆိုရင်น้องสาวကညီမလေးပဲเนาะအဲ့ဒါလေးကိုကျွန်တော်တို့ထပ်ဆင့်ပြီးတော့လည်းပြန်ပြောလို့ရတယ်ဟိုမှာခုနမောင်နှမ9 ယောက်ရှိတယ်ဆိုရင်ดิฉันมีพี่น้อง5 คนมีพี่สาว3 คนအမ3 ယောက်ရှိတယ်น้องชาย1 คนဒါမျိုးလေးတွေပေါ့ခွဲပြီးတော့ထည့်ခြင်းလည်းအဲ့တိုင်းထည့်ပြောလို့ရတယ်ပေါ့နော်ရမလားခဏနေကျွန်တော်မေးကြည့်မယ်နော်ဒါမှမဟုတ်လည်းနောက်နေ့တွေမေးမယ်တယောက်နဲ့တယောက်အင်တာဗျူးမှာပေါ့ဟုတ်ပြီဆိုတော့ထိုင်းစကားပြောတတ်လားဆိုရင်ဘယ်လိုမေးမလဲသင်ထိုင်းစကားပြောတတ်လားဆိုရင်พูดไทยได้ไหมคะคนบลูเลนพูดไทยได้ไหมคะพูดไทยได้ไหมคะโอเคพูดไทยได้ไหมဒါတော့ဖြတ်ပြီးတော့ပြောတာပါเนาะคนဟုတ်ပြီကောင်းတယ်คนพูดကပြောတာคนพูดภาษาဆိုရင်ဘာသာစကားပေါ့เนาะคนพูดภาษาคนพูดภาษาไทยได้ไหมได้ก็ရတာပေါ့เนาะได้ก็ရတယ်ไหมก็มีกุลลาตလားคนတင်พูดပြောတာภาษาဘာသာစကားထိုင်းစကားพูดภาษาไทยคนพูดภาษาไทยได้ไหมคนพูดภาษาไทยได้ไหมတို့မဟုတ်ဒီတိုင်းနေရာမှာဘယ်လိုပြောလို့ရလဲပန်ဆိုတဲ့ဟာတတ်တလားထိုင်းစကားပြောတတ်တလားထိုင်းစကားပြောရလားနှစ်ခုမေးလို့ရတာပေါ့နော်คนพูดภาษาไทยเป็นไหมဒီတိုင်းနေရာမှာပန်ဆိုတဲ့ဟာတတ်တလားဆိုတဲ့ဟာလည်းထည့်မေးလို့ရတယ်คนพูดภาษาไทยเป็นไหมတို့မဟုတ်คนพูดภาษาไทยได้ไหมเนาะအဲ့လိုလေးပြောလို့ရတယ်ဆိုတော့ပြောတတ်တယ်ဆိုရင်การพูดထားပါတော့ภาษาไทยได้တို့မဟုတ်พูดภาษาไทยเป็นครับเป็นด้วยเลยပြောလို့ရတယ်พูดภาษาไทยเป็นครับพูดภาษาไทยผมพูดภาษาไทยเป็นครับตัวมโหผมพูดภาษาไทยได้နည်းနည်းပဲရတယ်ဆိုဘယ်လိုပြောမလဲการพูดภาษาไทยได้นิดหน่อยเนาะนิดหน่อยก็နည်းနည်းပေါ့เนาะนิดหน่อยဆိုတာကောင်းမှုလေတခါလဲကိုတန်းဖြေလိုက်လေရတယ်นิดหน่อยครับရတယ်เนาะနင်ထိုင်းစကားပြောတတ်လားဆိုရင်ဒါမှမဟုတ်ได้นิดหน่อยครับเนาะတနည်းအားဖြင့်ဓာတ်ဖြတ်တူတူဖြေလိုက်တာပေါ့เนาะนิดหน่อยครับ
นิดหน่อยนิดหน่อยเนาะเน้นๆปะๆပေါ့เนาะนิดหน่อยครับအဲ့လိုမျိုးဖြေလို့ရတယ်အဲ့မှာနေတာဘယ်နှစ်ရှိပြီလဲဘယ်လိုမေးမလဲပြီးတဲ့လူတယောက်လောက်မေးကြည့်ပါဦးထိုင်းမှာနေတာဘယ်နှစ်ရှိပြီလဲပေါ့နော်ဒါမှမဟုတ်ထိုင်းနိုင်ငံမှာနေတာဘယ်နှစ်ရှိပြီလဲဆိုရင်คนเนาะ ยูโฮ ဟုတ်တယ် ยูประไทย ဟုတ်ပြီ กี่ปีแล้ว ဟုတ်ပြီคน กี่ปีแล้วกี่ปีไหมคะ กี่ปีไม้ကกี่ထဲ့ไม้ထဲ့ကြမလို့ဘလို့တော့กี่ကမေးခွန်းဖြစ်နေတဲ့ကြောင့်คนเนาะ โอ้โห อยู่ประเทศ ยูประเทศไทย ประเทศไทยอยู่ประเทศไทยกี่ โอ้โหประเทศ กี่ ไท ปี ย แล้ว กี่ปี ဟုတ်တယ်ဘာလို့ဆိုတော့คนဆိုတာသင်ခမညာอยู่ကနေတာคนอยู่ประเทศไทยထိုင်းနိုင်ငံกี่ကအရေးအတွက်ကိုမေးတာปีแล้วปีကနှစ်แล้วက b ပြီးပြီဆိုတော့ဘယ်နှစ်ရှိပြီလဲအဓိပ္ပာယ်ပေါ့คนอยู่ประเทศไทยกี่ปีแล้วเนาะอยู่ที่တချို့ကလည်းอยู่ที่ไทยတို့လည်းပြောကြတာပေါ့နော်အမျိုးမျိုးတော့ပြောတာပေါ့နော်ဒါပေမဲ့ထိုင်းနိုင်ငံမှာနေတာဘယ်လောက်ကြာပြီလဲဆိုတော့အခုတရားမို့ဆိုရင်คนอยู่ประเทศไทยประเทศไทยกี่ปีแล้วเนาะประเทศไทยกี่ปีแล้วครับဆိုရင်ဘယ်နှစ်ရှိပြီလဲဆိုရင်3နှစ်ရှိပြီဆိုဘယ်လိုပြောမလဲဟာပါတော့3နှစ်ရှိပြီဆိုရင်3 ปีแล้ว แล้วค่ะ 3ปีแล้วครับเนาะတချို့ကလည်းထိုင်းမှာနေတာကြာပြီလားလဲမေးတတ်တယ်ဟိုကတခုတည်းလာမှာမဟုတ်ဟောဟိုတယောက်တင်ထားတာယူประเทศไทยပြီแล้วဒါပဲလာမယ်မထင်နဲ့ဘာလို့ဆိုတော့တခြားပုံစံမျိုးလေးလည်းမေးတတ်တယ်ပေါ့နော်ထိုင်းမှာနေတာကြာပြီလားဆိုဘယ်လိုပြောမလဲထိုင်းနိုင်ငံမှာနေတာကြာပြီလားဆိုရင်ခုနပြောတယ်คนဟုတ်တယ်คน ของยูประเทศไทยนาปี ประเทศไทย ไทย ဟုတ်ပြီဘာလဲကြာပြီလားဟုတ်ပြီ จารานาประเทศไทยนา ဟုတ်တယ်คนอยู่ประเทศไทยนานหรือยังหรือโดมหกหรือยัง เรียนนาเรียน ပြောလို့ရနော်นานหรือยังนานหรือยังคนအတားအတူတူပဲနော်คนอยู่ประเทศไทยนานဆိုတာကြာတာนานหรือยังเนาะ ประเทศ คนอยู่ประเทศไทยนานหรือยังเนาะအဲ့လိုမေးလို့ရတယ် อืม นานဆိုတာကြာတာนานเนาะကြာပြီဆိုရင်တော့ဘယ်လိုလဲဆိုရင်นานแล้ว มาแล้วค่ะ นานแล้วဆိုရင်ကြာပြီนานแล้วမကြာသေးဘူးဆိုရင်တော့တင်ထားတဲ့အတိုင်းยังไม่ ยังไม่หนาค่ะ ยังไม่นานเนาะยังไม่นานครับยังไม่นานครับပြောလို့ရတယ်ကြာပြီဆိုရင်တော့นานแล้วเนาะခုနပြောนานแล้ว3ปีแล้วပါညာပေါ့เนาะ3ปีแล้วနောက်တစ်ခုကကြတော့ထိုင်းတငယ်ချင်းရှိလားဆိုရင်ဘယ်လိုပြောမလဲထိုင်းတငယ်ချင်းရှိလားထိုင်းရီးစားတငယ်ချင်းချစ်သူထိုင်းတငယ်ချင်းရှိလားဆိုဘယ်လိုမေးလဲ
ရှိတာကပါလဲဆိုတော့ มี 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 เพื่อนเนาะเพื่อนมีเพื่อนมีก็ရှိတာเพื่อนကတငယ်ချင်းมีเพื่อน เนี่ยท้ายมี มีเพื่อนไทยလူမျိုးဆိုရင်คนไทยมีเพื่อนคนไทยไหม เนาะ มีก็ရှိတာ เนี่ย เพื่อนกับตงเงจินมีเพื่อนคนไทยไหมเนาะဘာမို့လဲအမျိုးမျိုးမေးလို့ရတယ်ဒါအရှိကအဲ့ဒါကြောင့်ကျွန်တော်ကဒီလိုအရှိမှာစာကြောင်းတိဆောက်ပုံလေးတွေ basic လေးတွေတင်လိုက်တော့အခုချိန်မှာ easy ဖြစ်သွားတယ်ဆိုတော့အခုချိန်မှာကျွန်တော်တခုပြောကြည့်ရအောင်တငယ်ထိုင်းတငယ်ချင်းရှိဖူးလားဆိုဘယ်လိုမေးမလဲရှိဖူးလားတယောက်လောက်အကုန်လုံးဆွေးနွေးကြည့်လိုက်ထိုင်းတငယ်ချင်းရှိဖူးလားရှိခဲ့ဘူးလားရှိဖူးလားဆိုရင် มีฟรีคนไทยพี่ไหมใช่ไหมคะ ဟမ် มี ได้มีเพื่อนคนไทยไหม ရှိဖူးလားရှိဖူးလားဖူးလားရှိခဲ့ဘူးလား มี ရှိ เค ဖူးလားအဲ့လိုလဲ มีเคฟรีคนไทยไหม အကူကရိယာဘယ်မှာထည့်မလဲတခြားလူဘယ်မှာဆရာမအနောလို့ပါအကူကရိယာဘယ်နားမှာထည့်မှာလဲ အခုကရိယာရဲ့ရှိ ဟုတ်ပြီဆိုတော့ပြောကြည့်ပါအောင်အနောပြောကြည့်ပါအောင် ခေမီ ဟုတ်ပြီ คนไทยมา ဟုတ်ပြီအကူကရိယာလေအရှိမထားမယ်လေဟုတ်တယ်နော်ဒီနားမှာထားမယ်လေใช่ไหมครับเคยကအကူကရိယာလေးပါเนาะเคยมีเพื่อนคนไทยไหมအဲ့လိုသွားမယ်လေเนาะใช่ไหมครับ ใช่ค่ะฉันพี่ค่ะ โอเคเนาะเคยมีเพื่อน มีแค่ คนไทยไหมဟုတ်ပြီနောက်တစ်ယောက်ဆရာမ Jasmine ပြောဟိုလို့ကြည့်ပါဦးထိုင်းရေးစားထိုင်းလူမျိုးရေးစားရှိဘူးလားဆိုဘယ်လိုပြောမလဲထိုင်းရေးစားရှိဘူးလား จะมีแฟนพอมีแฟนคนไทยไหม ဟုတ်ပြီเคยมีแฟนคนไทยไหมကိုမေးကြည့်ပါကိုမေးကြည့်ပါအောင်ရှိဘူးလားလို့ ไม่มีค่ะ ဟမ် ไม่มีค่ะไม่มีค่ะ ไม่มีค่ะไม่มีเนาะโอเคแน่ใจไหมแน่ใจဆိုတော့ကျင်းတီလား โอเคเนาะကိုကအရှိမအကူကရိယာလေးဖြည့်လိုက်တယ်ကျွန်တော်တို့တွေကအများကြီးပွားလို့ရတယ်เนาะဒါဆိုရင်တယောက်မေးလိုက်ပါဦးခုနကဘာတူလဲကိုလင်းထိုင်းကြီးစားရှိချင်လားလို့အဲ့မှာတင်နေတဲ့ဆရာဆရာမတွေကိုမေးကြည့်လိုက်ပါဦးထိုင်းကြီးစားရှိချင်လားရှိချင်လား ရှိကျင်လားတော့ဆရာနော် ရှိချင်လားတွဲချင်သလားပေါ့ โอเค ရှိချင်သလား ယန်နဲ့တွေ့အောင်เนาะဆရာနော်ယန် ရန်ကမသေးဘူးအခုကရှိချင်သလားဟုတ် ဟုတ်ပြီရ อยากมีแฟนคนไทยไหม โอเคအားလုံးကိုမေးနေပြီเนาะဖြေကြရှိတဲ့လူလည်းဖြေကြစန္ဒတွေပေါ်ထုတ်ကြကိုစန္ဒကိုပေါ်ထုတ်ပါ ไม่มีครับ ဟုတ်လေအခုကိုလင်းမေးတာရှိချင်သလားဆိုမရှိချင်ဘူးလားရှိချင်လားဖြေလေမရှိချင်ဘူးဆိုရင် ไม่อยากมีแฟนคนไทยค่ะ โอเคไม่อ ไอ้ ยาก ยามี ไม่อยากมี ไหนคะ
ไม่อยากมีแฟนคนไทยဟုတ်ပြီအဲ့လိုမျိုးเนาะဟုတ်ပြီကောင်းတယ်အဲ့လိုမျိုးဒါဆိုလာပြီးတော့ကြိတ်ကြွနေတဲ့လူရှိမှာပေါ့နော် ไม่มีค่ะ ไม่มีอ่ะကြိတ်ပြီးတော့လာပြီးတော့ဘေးနားမှာတပြုတ်ပြုတ်နဲ့လာပြီးတော့စားနေတဲ့ဘဲကြီးတွေမရှိဘူးပေါ့နော်အလုတ်အကြောင်းပြပြီးတော့ဟိုပြောဒီပြောနဲ့နောက်ပိုင်းကျတော့ချန်ဒရက်เธอမပြောဘူးလားโอเคဆိုတော့ ရုပ်စုတရားဝင်လာမတက်ဘူးရှင် ရောက်လာကြဘူးတခါကျမဝင်းနားမှာဘိုးတော်လေးလာဝိုက်နေတယ်တွေ့ရတော့ဟိုပြောဒီပြော ဟုတ်ပါဝနတွေပါဆရာရဲ့ ဝနတွေကခဏလာတယ်နော်โอเคနောက်တစ်ခုကဘယ်သူနဲ့နေလဲဆိုရင်ဘယ်လိုဖြစ်မလဲဘယ်သူနဲ့နေလဲဘယ်သူနဲ့နေလဲသင်ဘယ်သူနဲ့နေလဲဆိုရင်ဘယ်လိုမေးမလဲ มีคนอยู่ใครคะ ဟာသင်ဘယ်သူနဲ့နေလဲသင်ခမရဘယ်သူနဲ့နေလဲ คน คนဟုတ်ပြီ คน ဟုတ်ပြီနေတာက อยู่แน่นี่ ဟုတ်တယ် มีอยู่ နေတာရှိတာမဟုတ်နေတာရှိတာလေးထားလိုက်တော့ရှိတာလေးခဏထားလိုက်တော့လေရီစားကြောင်းပြောရင်ရှိတာအခုကနေတာ you คนอยู่ ဟုတ်တယ် คน ใครคะ you နဲ့နစ်ကဘယ်လိုလဲနဲ့နစ် กับ ကပ်နော်ကပ်ใช่ไหม กับอยู่กับใครคะ อยู่กับใครเนาะ ตาย ใครคะอยู่กับใครครับโอเคไหมဆိုတော့တယောက်နဲ့နေဆိုရင်ဒါသူနဲ့နေတယ်ฉัน ฉัน อยู่ อยู่กับ อยู่กับ อยู่กับကွက်လက်ပါเนาะကိုနေခြင်းတဲ့လူနဲ့နေပါအမှဖြေကြပါကွက်လက်လေးထားပေးထားတယ် ฉันอยู่กับ อยู่กับแม่อยู่กับพ่อเนาะအဖေနဲ့နေတယ်အမေနဲ့နေတယ်ဘာမို့လဲฉันอยู่กับแฟนเนาะရီးစားနဲ့နေတယ်ချစ်သူနဲ့နေတယ်ကိုယ့်ရဲ့တနည်းမယားเนาะအမျိုးမျိုးပြောလို့ရတယ်ဒီမှာကိုမိသားစုနဲ့နေอยู่กับမိသားစုဆိုရင်ဘယ်လိုလဲ crop ครัวเนาะ ครัว รอบ ครอบครัว ครอบครัวเนาะครอบครัว ฉันอยู่กับครอบครัวค่ะ ครอบครัวครับเนาะอยู่กับแม่อยู่กับพ่ออยู่กับครอบครัวမျိုးဖြေလို့ရတယ်เนาะโอเคနောက်တစ်ခုကဘာအစားအစာကြိုက်လဲတနည်းဘယ်လိုမေးမလဲအစားအစာစားရတာကြိုက်လဲသို့မဟုတ်အဲ့လိုပြီးပိုကောင်းတော့ဘာအစားအစာစားရတာကြိုက်လဲထိုင်းစားစာလားဗမာစားစာဒါမှမဟုတ်တစ်ခုခုပေါ့เนาะမေးခြင်းတယ်ဆိုရင် ชอบกินอะไรคะ เป็น คน ไทยค่ะคนชอบ ဟုတ်ပြီ อะไร คนชอบกินလို့လည်းပြောလို့ရတယ်လို့ อะไรคะ คนชอบ อะไร กินနည်းနည်းလေးအဲ့ထက်ပိုပြည့်ပြီးဆိုอาหารเนี่ยအစားအစာအဲ့ဒါလေးထည့်ပေးလိုက်ပိုကောင်းတော့ပါเนาะคนชอบกินอาหารอะไรครับเนาะ อะไร ชอบกินอาหารอะไรครับဟုတ်ပြီอะไรครับသို့မဟုတ်คะคุณชอบกินอาหารဒါတော့အကျမ်းပြင်းပေါ့နော်ဘာအစားအစာစားတောက်တာစားတာကြိုက်တယ်လေပေါ့နော်ကိုကမှဘယ်လိုဖြေမလဲคนชอบกินอาหารอะไรต้องဖြေမယ်ဆိုရင်ดิฉันผมชอบกินอาหาร ฉันชอบกินอาหาร ဘာလဲผมชอบอาหารพม่าပေါ့နော်တို့ရဲ့ငပိရေ อาหารค่ะ กะปิค่ะ ฉันชอบกินอาหาร
ฉันชอบกิน ชอบ อา กิน หา อาร หารဟုတ်တယ်อาหารพม่าครับเนาะพม่าစားတောက်လာကြိုက်တယ်ဘာမို့လဲအတိအကျပြောမှဆိုမိုဟင်ကတစ်ခုခုဘာညာပေါ့เนาะဒါတော့ฉันชอบกินอาหารเนาะพม่าครับဒါမျိုးလေးတွေပေါ့เนาะโอเคထိုင်းစားကြိုက်လားဆိုရင်ထိုင်းစားတောက်ရတာကြိုက်လားဆိုဒါတွေကထိုင်းတွေလည်းတော်တော်မေးတယ်လေကိုเนาะအဲ့ဒါဆိုဘယ်လိုမေးမလဲတင်ကထိုင်းစားတောက်ရတာကြိုက်လားဆိုရင် คนชอบอาหารไทย ค คน น ชอบอาหาร คนเอาบีชอ ช บ อบ กิน อาหาร คนชอบกิ กิ น น อาหาร อาหารไทย ไทยไหมเนาะลาตะลาแท้ไหมเนาะมีคนนี้ဆိုတော့คนတင် ชอบกินอา ใช่ หาร ครับ ไหนคะ กินคนชอบกินอาหารไทย ไหนคะ ไหมတင် ค่ะ ထိုင်းစား ไอ้อะไร စား ใจล่ะ ကြိုက်လားပေါ့နော်โอเคโอเคဆိုတော့คนชอบกินอาหารไทยไหมဆိုရင်ကြိုက်တယ်ဆိုရင်ဘယ်လိုပြောမလဲ ชอบ ชอบ ค่ะ กินค่ะเนาะชอบกินမကြိုက်ဘူးဆိုရင် ไม่ชอบค่ะ ไม่ชอบเนาะไม่ชอบกิน ไม่ชอบ စားရတာမကြိုက်ဘူးဆိုရင်ไม่ชอบกิน ชอบ ค่ะไม่ชอบกินครับฉันชอบไม่ชอบกินတိတ်မကြိုက်ဘူးဆိုရင်သဘောကအဲ့လိုမျိုးဖြေမယ်ဆိုတိတ်မကြိုက်ဘူးဆိုไม่ค่อยဖြေလို့ရတယ်เนาะไม่ค่อย ไม่ชอบ ပကွေလုံးရှောင်းရင်ကတ်တက်ပေါ့เนาะไม่ค่อยတိတ်မကြိုက်တာပေါ့ไม่ค่อยชอบกินไม่ค่อยชอบกินเนาะဒီကကြတော့ไม่ค่อยဆိုတိတ်မကြိုက်တာเนาะไม่ค่อยชอบกินค่ะไม่ค่อยชอบกินครับဘယ်လိုပြောလို့ရတယ်เนาะไม่ค่อยဆိုတဲ့စကားလုံးကတိတ်ပြီးတော့မတွားတဲ့ဟာကိုမစားတဲ့ဟာတွေကိုပြောချင်တာပေါ့เนาะไม่ค่อยไปတိတ်မတွားဘူးไม่ค่อยไปค่ะไม่ค่อยชอบတိတ်မကြိုက်ဘူးဒါမျိုးလေးတွေပေါ့เนาะไม่ค่อยชอบกินค่ะတိတ်ကြိုက်တယ်အဲ့လောက်ကြီးမဟုတ်ဘူးဆိုတဲ့သဘောလေးပါတိတ်မကြိုက်ဘူးဆိုတဲ့သဘောเนาะโอเคအောက်မှာတော့မိကုန်းတွေတော့အများကြီးပဲစီစဉ်ထားတာဒါပေမဲ့ရတော့ပါပြီဒီနေ့တော့ဒီလောက်လေးနဲ့ကျွန်တော်မိတ်ဆက်ရင်းနဲ့မိတ်ဆက်စကားမှာပြောလို့ရပါပြီဒါဆံမတို့ပင်ပန်းနေမှာဆိုလို့ပေါ့နော်โอเคနားမလည်တဲ့ဟာလေးရှိသေးလားဒီထဲကပေါ့နော်ဒီ record ထဲမှာတော့အကုန်ပါတယ်ပေါ့နော်အဲ့ဒါလေးပြန်နားထောင်ရင်တော့ကျွန်တော်တို့တွေကျွန်တော်ဒီမှာအကြမ်းပြင်းလေးချပေးတာပါတန်တဲ့ကကိုမိတ်ဆက်လို့ရတာအများကြီးရှိတာပေါ့နော်ဒီမှာကျွန်တော်နာမည်ကဒီလိုဖြစ်ပါကျွန်တော်အသက်ကဒီလောက်နောက်ကကျွန်တော်ကဘယ်မှာနေပါတယ်ကျွန်တော်ကဘာလုပ်တယ်အဖေမေနာမည်ကဒီလိုပါမောင်နှမ9ယောက်ရှိပါတယ်ထိုင်းစကားနည်းနည်းပါပြောတတ်ပါတယ်နော်ဘာညာပေါ့ထိုင်းမှာရောက်တာ10နှစ်ရှိပြီ9နှစ်ရှိပြီကျွန်တော်ကထိုင်းတငယ်ချင်းရှိပါတယ်မရှိဘူးပြောလို့ရတယ်အခုကကျွန်တော်ကဘယ်သူနဲ့နေပါတယ်ကျွန်တော်ကြိုက်တဲ့အစားအစာကကျွန်မကြိုက်တဲ့အစားအစာဒါတွေဖြစ်ပါတယ်ထိုင်းစားရတာကြိုက်ပါတယ်ပေါ့နော်ကျွန်မမှာအိမ်ထောင်ရှိတယ်တာသမီဘယ်နှယောက်ကျွန်မကဘယ်နိုင်ငံကလာပါတယ်ဒါမျိုးလေးတွေပေါ့နော်ဒါကိုမိတ်ဆက်တဲ့ပုံစံမျိုးလေးပေါ့တန်းပြင်းလေးပေါ့နော်ဟုတ်နောက်နေ့ကျွန်တော်တို့တွေတယောက်နဲ့တယောက်စမ်းကြည့်မယ်လေနော်နောက်တစ်ပတ်ကျရင်တော့တိတ်တော့မတင်တော့ဘူးတင်ပြီးသားတဲ့ဟာလေးတွေကိုကျွန်တော်တို့တွေ discuss လုပ်မှာပေါ့နော်အားလုံးဟုတ်ကဲ့နားမလည်တဲ့ဟာမရှိတော့ဘူးဆိုကျွန်တော်နားလို့ရပါပြီဆက်ဆက်မတို့ ဆရာ ဟုတ်ကဲ့ပါ မြန်မာလာတယ်ဆိုလို့ရှိရင်မာပရထင်မြန်မာခအဲ့လိုဆိုပြီးလားဆရာ